အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါသေးမြကဲအားလုံးပဲကျွန်တော်မိတ်ဆွေတွေအားလုံးပဲဒါကိုလင်းရဲ့ဒါ YouTube channel ကနေပြီးတော့ကိုကမအားလုံးကိုပြန်လည်ပြီးတော့လူတွေဆိုနေကြိုဆိုလိုက်ပါတယ်ခင်ဗျအားလုံးပဲမင်္ဂလာပါနောက်ကျွန်တော်တို့ဒါမနက်ဖြန်ကျွန်တော်တို့နော်ကျွန်တော်တို့ဒါမနက်ဖြန်ကျွန်တော်15ရက်6လပိုင်း2026ပေါ့နော်15ရက်6လပိုင်း2026တနင်္လာနေ့7:00နာရီတမန်တော်ကိုကျွန်တော်သွားမယ်နော်တနင်္လာနေ့7:00နာရီတမန်တော်ကိုကျွန်တော်တို့သွားမယ်တနင်္လာနေ့7:00နာရီတမန်တော်ကျွန်တော်မသွားခင်မှာဗာလေးပြောချင်လဲဆိုတော့ကဲမနက်ဖြန်ဒါအင်္ဂါမကျော်ဇာရုပတ်တိရဲ့ဒါပတ်တိရဲ့နောက်ပြီးတော့ကျွန်တော်ကအင်္ဂါမကျော်ဇာရုပတ်တိရဲ့ဒါကျွန်တော်အခွေလေးရဲ့ပေးမယ်ပေါ့နော်အခွေလေးရဲ့ရှိတဲ့ဘက်ကလိုပဲဒါကျွန်တော်အဖွဲ့ဝင်တွေပေးမယ်အဲဒါကြောင့်အဖွဲ့ဝင်နေတဲ့သူတွေကလူဟောင်းတွေရောလူသစ်တွေရောဝင်မယ်ဆိုရင်ကျွန်တော်ကိုလင်းရဲ့ဖုန်းနံပါတ်ဒီ39 996 101026က39 981 688 953เนาะအဲ့ဒီဖုန်းလေးတွေဒါကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးတာပါတယ်ဒီညလည်းဝင်လို့ရတယ်မနက်ဖြန်ကို10နာရီ17နာရီလောက်ထိကျွန်တော်အဖွဲ့ဝင်လက်ခံပါတယ်เนาะနောက်တစ်ခုကလည်းကျွန်တော်ဒီဗီဒီယိုတင်ပြီးသွားတယ်ဒီဗီဒီယိုရဲ့ comment ထဲမှာလည်းဖုန်းနံပါတ်ကိုပေးထားပေးမယ်ကျွန်တော်ဒီအကောင့်အနေနဲ့ကျွန်တော်အကောင့်ကနေလည်းပို့လေးတင်ပေးထားပါတယ်เนาะ15ရက်to 16ရက်เนาะဒါဇာတို့ကတော့အင်္ဂါမကျော်ပေါ့เนาะဟိုအခွေကတော့ဒါတစ်ပတ်လုံးစာအတွက်အကျုံးဝင်ပါတယ်เนาะဝင်မဲ့သူတွေဒီညလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10နာရီ17နာရီလောက်ထိကျွန်တော်အဖွဲ့ဝင်လက်ခံပါတယ်ခင်ဗျเนาะကဲအဲ့ဒါလေးဥစားပထမပြောလိုက်ပါတယ်ကိုလင်းရဲ့ဖုန်းနံပါတ်ဒီကျွန်တော်ပါဇက်ကခေါ်တဲ့ဖုန်းနံပါတ်ဒီအစ်စ်ဖြစ်ပါသည်ပါဇက်ကမခေါ်ကိုလင်းအစ်စ်ကိုလင်းအတန်ရန်ကြားပြီးကိုလင်းပါဇက်ကခေါ်တဲ့ဖုန်းနံပါတ်မှသာအမှန်ဖြစ်ပါတယ်เนาะကျွန်တော်အတန်တော့လူတိုင်းမှတ်မိမယ်ထင်ပါတယ်ကိုလင်းအစ်စ်ကိုင်းတဲ့ဖုန်းနံပါတ်ဒီ399996 101026က39 981 688 953เนาะ iPhone လေးနှလုံးပေါ့เนาะဟုတ်ပြီလားကဲကျွန်တော်နေတဲ့ကျွန်တော်ဒါအခုမနက်ဖြန်ကျွန်တော်16ရက်15ရက်6လပိုင်း2026တနင်္လာနေ့အဖွင့်နေ့12နာရီ10မိနစ်ကိုကျွန်တော်ကိုင်မြန်ဝမ်းချင်းလေးကတော့93ညာဝမ်းချင်းဖြစ်ပါတယ်เนาะ93ညာဝမ်းချင်းဖြစ်ပါတယ်เนาะ93ညာဝမ်းချင်းဖြစ်ပါတယ်ကဲ93ညာဝန်းကျင်မှာကျွန်တော်ကလေးကနေ9နဲ့ပတ်သက်လာရင်ဘာလေးကြိုက်လဲဆိုရင်9နဲ့94 959အဲ့မှာ94နဲ့59တတိထားပါเนาะဝန်းကျင်က93ညတနင်္လာနေ့7:00နာရီ10မိနစ်ကိုဝန်းကျင်က93ည9နဲ့ပတ်သက်ရင်9နဲ့94 959အဲ့မှာ94နဲ့59တတိထားပါနောက်ပြီးတော့3ညနဲ့ပတ်သက်ရင်3ညနဲ့3ည4 3ညခွန်3ည9เนาะအဲ့မှာ3ည4နဲ့3ည9တတိထားပါเนาะနော်ရှေ့တစ်ဘက်ကဒါ93ညကိုကျွန်တော်က24ခွန်9နဲ့ကပ်ပေးထားတာပါအဲ့မှာ94တို့59တို့တတိထားမယ်34တို့39တို့တတိထားပါနော်ကဲအဲ့ဒါပြင်ကျွန်တော်ရဲ့စိန်မာစတာကီးပြောမယ်နော်စိန်မာစတာကီးကတော့မနက်ဖြန်ကို35ခွန်ကီးဖြစ်ပါတယ်နော်မနက်ဖြန်စိန်မာစတာကီးကတော့35ခွန်ကီးဖြစ်ပါတယ်ကျွန်တော်ရဲ့စိန်မာစတာကီးကတော့35ခွန်ကီးဖြစ်ပါတယ်ကဲအဲ့ဒါပြင်ကျွန်တော်ကြိုက် main တင်ကွက်ပြောမယ်เนาะကျွန်တော်ကြိုက် main တင်ကွက်ကတော့မနက်ဖြန်7:00နာရီ7:00နာရီမိနစ်ကိုကျွန်တော်ကြိုက် main တင်ကွက်ကတော့9နှစ်က30ရဲ့39ရဲ့ဖြစ်ပါတယ် main တင်ကွက်เนาะ9နှစ်30 39 main တင်ကွက်ဖြစ်ပါတယ်เนาะကဲအားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲအဖွဲ့ဝင်မဲ့သူတွေကဒီညလဲဝင်လို့ရပါတယ်လူသစ်တွေလူဟောင်းတွေရလဲเนาะဒီညလဲဝင်လို့ရတယ်မနက်ဖြန်မနက်ကို10:00နာရီ17:00နာရီလောက်ထိကျွန်တော်ဖုန်းတွေဆက်ဖွင့်ပေးတာပါတယ်နောက်ကိုလင်းရဲ့ဖုန်းနံပါတ်ဒီ3996 101026က39 981 688 953 iPhone လေးနှလုံးကိုဖုန်းဆက်ပြီးတော့ဖုန်းဝင်လို့ရပါတယ်เนาะအားလုံးပဲဒီဘက်မှာလည်းကျွန်တော်တို့ share ထပ်ဖြုတ်မယ်ဗျအကောင်းဆုံးကြိုးစားပေးပါမယ်အဲဒါကြောင့်မလို့အလုံးနဲ့ပဲတက်သေးပြတယ်တို့ပြောချင်ပါတယ်ဟုတ်ပြီလားကြအားလုံးကျေးဇူးတင်ပါတယ်အားလုံးမတက်တာပါအားလုံးမတက်တာပါ good night ပါအိမ်မက်လာမကြပါသေးမနက်ဖြန်နေကတနာရီထိုးဗီဒီယိုမှာကျွန်တော်ပြန်ဆောင်ကြမယ်ဟုတ်ပြီလားကြအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျအားလုံးမတက်တာပါ good night ပါ